ဒီနေ့သင်္ကန်းစနော်နမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တနမောတတ္တဘဂဝတောအရဟတောသမ္မာသမ္ဗုဒ္ဓတ္တဒီဓမ္မစကြာသင်္ကန်းကတော့အကြည့်ကအပြင်ဓမ္မစကြာပါဠိကိုလည်းဖတ်တတ်အောင်လုပ်ပြီးတော့ရစေချင်တယ်ရလို့ရွတ်တဲ့အခါကုပ္ပဇကဒီပါဠိကိုရွတ်လိုက်ရွတ်တိုင်းဒါကဘာပြောတာလဲလို့ဆိုလိုရင်းကိုအာရုံပြုနိုင်အောင်လည်းသင်ဖို့ပါပဲဒါ9ရက်လောက်ရှိတယ်ဒါလည်းပြီးပါတယ်ဒီနေ့တော့အခြေခံကတော့ဓမ္မစကြာပါဠိဖတ်မှာဆိုတော့ဘယ်အစပြောလဲဖိုက်ဖို့စီတော့ထောက်တော့ဆိုတော့အဲ့ပါဠိဖတ်နေရစပြောတယ်ဒီလိုလည်းသိပြီးသားပဲနော်ဒီမဲ့နှလုံးဆက်တယ်ကာယနဲ့ကာဝေးနဲ့ဆက်တယ်အဲ့ဒါဆိုရင်သူ့ပုံစံမပြောင်းလို့ရှိရင်အပေါ်ကအလုံးဝအတ္တကျန်တာကအဲ့တော့ဘာကုန်းလို့ဒီအပေါ်ကဆိုကတ္တကဘိတ်အောက်ကခါဝေးကခါတာဘိတ်ခနောက်ကဝေထဲနဲ့ဘိတ်ခဝေပေါ့အဲ့လိုပေါ့မသားနေမှာဒီမှာကဒီနောက်ကဟာလာညလေးနဲ့စလုံးလေရှင်းတာပုံစံမပြောင်းလို့ဆိုရင်အဘောကညအတ္တအဲ့တော့ညတက်ကညလုံးကညနဲ့ငါနဲ့ဒီလိုပဲသူကနေခိတ်သေးသေးကပြောင်းလာတယ်ဟာလေအဲ့တော့ပညတ္တပင်ညနဲ့စလုံးကစပင်စဒီမှာဘဝတော့ကကာနှလုံးရှင်းထားတယ်ဆိုရင်အဘောကလုံးကအတ္တပဲဆိုရင်ကျန်တဲ့ဘက်ကကားနဲ့ယောဂီတွေစံခါကျန်တယ်အဲ့လိုဆိုဘယ်လိုပါလဲဝိသီအခြေခံအဲ့လောက်ပဲပုံစံမပြောင်းနဲ့လုံးစင်တွေကအဲ့ဒီသဘောလောက်သိထားတယ်တော့ဒါပုံစံပြောင်းသွားတဲ့လုံးစင်တွေရှိတယ်ဒီကိုင်းရမယ်လို့တော့အမှားတော့ကာကြီးနဲ့ရမယ်ဆက်ဒါပေမဲ့ရမူလပုံစံမဖြစ်ဘူးမဟုတ်တော့ဘူးကပုံစံပြောင်းသွားတယ်ပုံစံပြောင်းလို့ရှိရင်အဘောအလုံးကအတန်လည်းဖြစ်တယ်အတန်လည်းထွက်အဲ့တော့ဒီမှာဆိုဘောကာကြီးဆိုတက္ကတာတဲ့သူကကျန်တဲ့ပုံစံပြောင်းနေရပ်မင်းနဲ့ပေါ့ပေါ့ကြာတဲ့ကြာသူကနှလုံးလုံးရတယ်ဘောအခါကအဲ့တော့ဒီပုံစံပြောင်းတဲ့ရှင်ဒီကသုံးခုလောက်ပဲရှိပါတယ်ဟောဒီအခါတည်းမှာဘာလဲဆိုတော့ဘာလဲသိပါကာယရရဆိုတာကာယနဲ့ရကောင်းတဲ့ရှင်းတယ်အဲ့ဒါဆိုရင်ပုံစံပြောင်းနေတဲ့အတွက်ဒီအပေါ်ကကာယကနှလုံးလောက်အောင်အတ္တလည်းလောက်အောင်အတ္တလည်းထွေးရမယ်ဆိုတော့ဘယ်လိုလဲစက်ကြအဲ့လိုဖြစ်တယ်နော်စက်ကြရာပြီးရရကောင်းရဲ့နောက်ဒီမှာလဟာထိုးလို့အဲ့လိုဖတ်ပါရနော်လာထိုးဆိုတော့လာနဲ့ဟာနဲ့ဆက်တယ်ဟာသူ့မူလပုံစံပြောင်းတယ်အဲ့လိုရှိရင်လည်းပဲအဘောအလုံးကအတ္တရဲ့တခုလုံးလို့အောင်နော်အဲ့ဒါပုံစံပြောင်းသွားပြီးရှိရင်အဘောအလုံးကြီးအတ္တလည်းဖြစ်ရတယ်အတ္တလည်းထွက်ရတယ်အဲ့ဒါဒါလက်တိုင်းတံပြီးရင်ဟာထိုးနဲ့လာလာကအတ္တလည်းဖြစ်ရတယ်အတ္တလည်းထွက်ရတယ်အဲ့ဒါသဘောပေါက်ရင်ဘာလို့ဖိုင်ရင်နားလဲတက်ခက်ကမစကြခက်မပါအဲ့ဒါဆိုနည်းနည်းရအောင်နော်ဒါပါဠိပဏိအခြေခံလောက်ပါပဲနော်ပါဠိရတဲ့ဖတ်ရှင်ရှိမှာဖတ်ဖြစ်တယ်
ဒီဓမ္မစကြာကိုနားလည်အောင်သူနောက်ကဖြစ်ဖြစ်လေးကြိုသိတဲ့နာလေးတွေပေါ့နော်ခြေကံအပြီးမှာလာတဲ့ဘောနေရာလေးတွေရှိပါတယ်အဓိကပြောတော့ဒီဦးဇင်းတို့ကိုဖြစ်နေတဲ့ပုံလူပုံဆိုတာခန္ဓာ၅ပါးရှိလို့ခန္ဓာ၅ပါးရှိရအောင်သိရနော်အပြင်ကဒီကိုယ်လုံးကြီးကရုပ်တာလူပဲခန္ဓာပဲသိတဲ့စိတ်လေးမှာနာမခန္ဓာ၄ပါးပါတယ်နော်သိတယ်ဆိုတဲ့စကားလုံးထဲမှာသိမှု၄မျိုးပေါက်တာသိတာရဲ့ခံစားတာရဲ့မှတ်သားတာရဲ့ကြံစည်တာရဲ့သိတာရဲ့မှတ်သားတာခံစားတာရဲ့ကြံစည်တာရဲ့ခံစားတယ်မှတ်သားတယ်ကြံစည်တယ်ပေါ့ဖြစ်စီရတော့အဲ့ဒီအုပ်စုကသိမှုနဲ့ပတ်သက်လို့နာမခန္ဓာ၄ပါးဆိုအလုံးပေါင်းရင်ခန္ဓာ၅ပါးရှိတဲ့ပုံအဲ့ဒီကိုပင်စဝေါကာရပုံလို့ခေါ်တယ်ပင်စဝေါကာရပါခုနညတဲ့စလုံးနဲ့စာလုံးနဲ့ဆင်ဝေါကာရခန္ဓာ၅ပါးရှိတဲ့ပုံဒါခန္ဓာ၅ပါးရှိတဲ့ပုံတွေကဘယ်ပုံတွေလဲဆိုရင်အပယ်လေးပုံတွေပဲခန္ဓာ၅ပါးရှိဥဒ္ဒရုပ်ပုံပဲရှိတယ်နတ်ပုံပဲရှိတယ်ဗြဟ္မာထဲမှာတော့အတဉ္ညတဆိုတာကနာမရှိတော့ဘက်ခန္ဓာတစ်မျိုးပဲရှိတယ်ပေါ့နော်။နောက်အရူပဆိုတဲ့၄ပုံကြတော့ရုပ်မရှိဘူး။နာကြီးပဲရှိတော့နာမခန္ဓာ၄ပါးပဲရှိတယ်။အင်္ဂါမစုံတဲ့ပုံရပ်ပြ၈ပါးထဲမှာကျုံးဝင်တယ်။အဲ့တော့အရူပပုံဖြစ်လိုက်လို့ရှိရင်ဒါကြောင့်ပထမဆုံးဘုရားတရားဟောမယ်လို့စေကုတော့သူဥရဝလာတော်ထဲမှာလောကီအတ္တပညာမှာဆရာကြီးဘုရားဘုရားမှာစီယာမတရားမှုဖြစ်ဆိုတာကဒီသစ္စာ၄ပါးကိုလောကုတ္တရာအတိအတွက်တာဆရာဖြစ်တယ်လောကီဇာတိတော့သူဆရာသင်ခဲ့တာရှိတယ်ဒီအလာရတို့ဥဒကဆိုတာကြောက်လာမသိဘူးအဲ့ဒီသူတို့အရူပဇံနေရတယ်ဒါပေမဲ့ဒီဥစ္စာတွေကအသေးမဆုံးတဲ့အတွက်ဘုရားကဒါဒီတရားလမ်းဆုံးကျင့်စဉ်ပေါ်ဖို့ဆိုပြီးတော့ခွဲခွာပြီးတော့ဒီကုရဝလာထွက်လာပြီးတော့သူရှားနေတဲ့မတရားတရားတွေ့ပြီးတော့မတရားတရားကဒီဓမ္မစကြာတွေမှာပါပါတယ်ဘုရားဆုံးတရားဟောတင်တာတော့အဲ့အာရရနဲ့ဥဒကဘာလို့ဆိုတော့သီလနဲ့သိကောင်းတာတမာရီလည်းသိကောင်းတယ်ဆိုတော့သူတို့ရဲ့ပညာရည်ချင်းကလည်းပြောစရာဘူးဒါပေမဲ့ဘာပြောလဲဆိုတော့အဲ့ဒါနတ်ကြီးကလျှောက်တာပေါ့ဒီအာလာရကလွန်ခဲ့တဲ့9 ရက်လောက်ကကွယ်လွန်သွားပြီဆိုတော့ဘုရားမဟာဇာနီယောခောအာလာတော့မဟာဇာနီယောခောဆိုတာရှုံးချက်ကြီးတယ်လို့ပြောတယ်ဟောတော့သူကအရုပပုံမှာဆိုရုပ်မရှိဘူးရုပ်မရှိရတော့ဘုရားကိုလည်းကိုယ်လည်းမဟုတ်နိုင်ဘူးတရားနာလည်းမရှိဘူးအဲ့ဒီမှာမဟာကမ္မဟောင်းကြီးပြနေရမှာရားထဲမှာဘာများပုံမှန်သူတို့လည်းဝေးနေတာရှုံးချက်ကြီးတယ်လို့ပြပါရှိကြပါတယ်ဥဒကဆိုရင်လည်းပဲယူနေတဲ့ညာကမှာစောတော့အဲ့လိုမျိုးတယ်ပညာလေးပဲကွာစောတော့အဲ့လိုလည်းရှုံးချက်ကြီးတယ်အဲ့လိုနဲ့ပတ်သက်လို့ဘာဖြစ်လို့သူတို့ဖြစ်ရတာတော့တကယ်ဆိုဒီပုဂ္ဂိုလ်ကြီးတွေဒါတော့အစွမ်းအစရှိတယ်သူတို့လည်းဘိန်းကြီးနေပိုင်းလည်းရမှာပဲလေဘုရားမကြခင်ဖြစ်မယ်ဆိုတာမသိဘူးတော့မှာဒါတော့ပြကပ်ပြီးတော့ကတ်ရှုံးပြီးတော့ရှုံးလို့မကောင်းဘူးအဲ့ဒီမှာဆရာတော်ကြီးကပါမိတ်တယ်ဦးဇင်းနဲ့ဝိဇ္ဇာစရဏဆိုရပါရမီမှာအရှင်းနှစ်ခုရှိတယ်ဘာလို့ဝိဇ္ဇာနဲ့စရဏဝိဇ္ဇာကအတိနဲ့ပတ်သက်တယ်ဒီဘုရောမိမာရပိဋကသုံးပတ်လို့သင်ရတာပေါ့ပြီးရင်ဝိပဿနာအားထုတ်တာဒါဝိဇ္ဇာပါရမီတွေပဲစရဏကခုနဒါနတိလာအစရှိတယ်ကိုကျင့်တရားတွေကစရဏအဲ့တော့ဝိဇ္ဇာဘုရားတို့မှာဝိဇ္ဇာစရဏတမ္ပန်လောကပါရမီဖြည့်တွေကဝိဇ္ဇာနဲ့စရဏနဲ့အစုံနဲ့ဖြစ်ရတယ်။ဘာဖြစ်လို့ဆိုတော့သူတို့ရဲ့အကျိုးပေးနိုင်စွမ်းကမတူလို့ဝိဇ္ဇာမျိုးစေ့ပါအရေးပါနိုင်တယ်
အရေးပါနိုင်တယ်ဆိုတာဘုရားသာနာနဲ့တွေ့ရင်မဲ့ရဖို့ရအစဉ်ကြီးအရေးပါနိုင်တယ်ဝိဇ္ဇာမျိုးစရာကိုဒီလိုပဲနေတဲ့ဓမ္မစကြာဘေးမှာတင်နာဥပဒနာတရားထုတ်တာဝိဇ္ဇာမျိုးစရာအရေးပါနေတယ်စရဏမျိုးစရာအခွင့်ကြုံစေတယ်စရဏမျိုးစရာခွင့်ပြု ဆရာတော်ကြီးသမားဆိုတာအပြေကဆရာတော်ကြီးမိတ်ကြီးတော့အခွင့်ကြုံစေတယ်တခြားမြန်ရှိရင်ခုနဝိဇ္ဇာမျိုးစီရှိအရေးပါနိုင်တယ်အခွင့်မကြုံဘူးခုနအာနာရတို့ဘုရားတို့ဟာဝိပဿနာပိုင်းအရေးကြီးတယ်ဒီလိုပဲဇန်တရားပဲအရေးကြီးတယ်ဒါတွေပဲအထုတ်တယ်ဝိဇ္ဇာမျိုးစီပဲလွတ်ခွက်တယ်ဒါနတန္တရာရှိတယ်ဆိုတဲ့အမျိုးအစားတွေနဲ့တူပါတယ်အဲ့ဒါသူတို့စရဏမျိုးစီမရှိဘူးဒါကြောင့်အရေးပါနိုင်စွာရှိပေမဲ့အခွင့်မကြုံဒီဟာစာအုပ်လေးရေးတုံးရေးဝင်အခွင့်နဲ့အရေးဆိုတော့အရေးပါပြီပဲအခွင့်ကြုံတချို့ကအခွင့်ကြုံပြီးတော့အရေးမပါဘာလို့လဲသရဏမျိုးစီပဲရှိတယ်ဝိဇ္ဇာမျိုးစီမရှိသေးတယ်အဲ့ဒါလည်းတပည့်ကဆရာတော်ကအနိကသဥမာတော့ဘုရားအများဆုံးပါဆိုတဲ့သာဝတိအဲ့ဒီနိုင်ငံကိုဘုံချုပ်တဲ့ကောသလတိုင်းကောသလပြည်ကြီးဘုရားနဲ့အတွေ့အကြုံပဲတဲ့သူတဲ့အခွင့်အရေးရတဲ့ဘုရင်ကိုမရှိဘူးဒါပေမဲ့ဘာအရေးမှမပါဘူးနောက်ဆုံးမှာဘာတမတ်တစ်ခုမှလည်းမရဘူးအဲ့တော့သူကြတော့ဘာလို့ဆိုတော့စရဏမျိုးစေ့ပဲရှိပြီးတော့ဝိဇ္ဇာမျိုးစေ ဝိဇ္ဇာမျိုးစေ့မရှိဘူးပေါ့ဗျာနော်အဲ့တော့ဒါကတော့ဒီနေ့ပြောချင်တာပင်စာဝကာရပုံကသူတို့ကဝိဇ္ဇာစရဏတမ္ပနာဖြစ်တယ်လို့ပြောရပါပါပဲเนาะအခုလည်းကြုံပါတယ်အ ਨੇ ဆုံးဝိပဿနာအတိအနေစာတော့နန္ဒအတိလောက်တော့ဆင်ញနိုင်သွားရှိအဲ့တော့အဓိကပြောနေတာဒီပါပိဿဝကာရဘုံထဲမှာဒုက္ခတိဒုက္ခတိခွဲအပေဘမှာဒုက္ခတိကိုစီးမဝင်တော့ကျန်တာတွေကပါတော့ဒုက္ခတိဒါပါတော့လွတ်ပြေနတ်ပြေဗြဟ္မပြေပေါ့ပုံမှန်ဗြဟ္မပြေပေါ့ဗျာခုနအတိညတတအရုပါတော့ပါတော့စီးရင်ဖယ်ထားလိုက်တော့အင်္ဂါမစုံနဲ့အင်္ဂါစုံဗြဟ္မပြေပိဿဝကာရဒါကောင်းသောကုသိုလ်ကံရှိလို့ရောက်တာဖြစ်တဲ့ပဲဒုက္ခတိပုံတွေပဲအဲ့ဒီထဲမှာအမြတ်ဆုံးပုံရှိတယ်ဗျအမြတ်ဆုံးပုံကဘာပုံလဲဆိုတော့လူပုံဘာဖြစ်လို့လဲဆိုတော့ဒီမြတ်တယ်မမြတ်ဘူးကခံစားရတဲ့စိတ်စိတ်ချမ်းသာတယ်သူတို့ရဲ့အစွမ်းတကိုးတွေအာနာပါဝါတွေနဲ့မပတ်သက်ဘူးအတိနဲ့ပတ်သက်တယ်အဲ့ဒါပတ်သက်တော့ တိနဲ့ပတ်သက်ပါ အဲ့တော့အားလုံးသိတဲ့အတိုင်းပဲနတ်ပြည်တို့ဗြဟ္မပြည်တို့ဆိုတာမိဝါးနဲ့မှလည်းကိန်းကြရတာပေါ့ဝါးကတော့ဖြစ်တာပဲပြီးရင်ဒါထဲမှာတော့စပြီးတော့ဖြစ်လိုက်ရင်နတ်သမီးတွေက